မနေ့ကတနင်္ဂနွေနေ့ကိုဒီစင်ကာပူ City Hall နားမှာအစားတောက်တွေရောင်းလို့လေရဲရလာပြီးတော့ဖမ်းသွားတဲ့ကိစ္စအဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်ဆက်စုမပူလို့လာကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်ဒီရောင်းဝယ်တဲ့ကိစ္စတွေဈေးရောင်းတဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခဏတိုင်းလဲပြောတယ်အခုကပြောတာထက်ကိုမှပိုးပြီးတော့ဆိုးလာအခုဆိုလို့ရှိရင်ဒီရဲ့လောက်ရက်ကကြတော့ဒီ Forcanning Park နားမှာ Forcanning Park ရဲ့ရှေ့မှာပေါ့နော်အဲ့ဒီဟာကိုရောင်းတဲ့ခါကျတော့လဲတိုးတိုးတတမဟုတ်အစားတောက်တွေကိုအထက်လိုက်နော်အဲ့လိုဈေးပွဲတော်ကြီးတစ်ဖွဲရောင်းတာနော်ဗီဒီယိုအရင်ပြမယ်ရှင်တို့ကျန်တဲ့ဟာတွေဆက်မပြောခင်ကြည့်လိုက်ခဏလေးအမသိနေတာတော့မှအထက်လိုက်ပဲတွေ့ရမလားရှင်တို့အဲ့လိုမျိုးတွေကိုရောင်းတဲ့ခါကျတော့ရဲမျက်စိနောက်မယ်ဆိုလို့ရှိရင်လည်းနောက်ချင်စရာပဲတချို့လူတွေကဆိုလို့ရှိရင်လည်းပြောတယ်ဒီကိစ္စတွေကိုရောင်းလို့မရအောင်ဆိုတဲ့အကြောင်းပြောတဲ့သူတွေကိုလည်းစကားနားမထောင်ဘူးတော့ဒင်းတို့ရောင်းတဲ့လူတွေကလေခါလေကြောက်တော့လည်းဖမ်းတဲ့လူရဲ့အပြစ်မဟုတ်ဘူးသိလားအဲ့ဒီတချို့တွေဆိုလို့ရှိရင်ရှင်းပြတဲ့သူတွေကိုလည်းလက်မခံအောင်လေသူတို့စီးပွားရေးကိုပဲဒုံနဲ့ထိုးသလိုလိုရှေ့တော့ကလာဖူးထားတဲ့လာထားပြီးအလုပ်လုပ်တဲ့ရှေ့ရစီနီယာတွေကပဲနော်သူတို့လောက်စီးပွားရေးအမြင်မရှိသလိုစီးပွားရေးအမြင်မကောင်းသလိုလိုအမဲသူတို့ကအဲ့လိုမျိုးပြန်ပြောတာအခုလိုမျိုးရဲဖမ်းသွားပြီဆိုလို့ရှိရင်ရှင်တို့ကပြန်လွတ်တာထက်နော်ဒီရဲမှာ police case ကိုဝင်သွားပြီးအဲ့တော့ဘာတွေဖြစ်နိုင်တယ်လဲဆိုတာကိုပြန်ပြီးတော့ပြောပြမယ်နော်ရှင်တို့ခဏတိုင်းလည်းပြောရတယ်ဒီကိစ္စတွေကိုချီကြောက်ရင်သူပြောရတာလည်းမောတယ်နော်ဒီကိစ္စတွေဈေးရောက်တာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်နှစ်ချက်နဲ့ညှိတယ်တခုကကျတော့စင်ကာပူအစားအသောက်ဆိုင်ရာဒီလုံခြုံရေးဥပဒေပေါ့အေးကြီးချက်ကိုကဲတဲ့ဟာ SFA regulation နဲ့လည်းညှိတယ် MON law နဲ့လည်းညှိတယ်နော်အဲ့တော့ SFA ရပါအောင်ဆိုတာလဲကိုပြောပြမယ်အစားအသောက်တွေကိုဒီလိုမျိုးဗျမ်းပရာနော်ဈေးတွေကိုရောင်းချင်တိုင်းရောင်းခွင့်မရှိဘူးเนาะအဲ့လိုမျိုးသူတို့ရဲ့ဒီအတိမပြုတ်ဘာညာမဖြစ်ဘဲနဲ့ရောင်းလို့မရဘူးဈေးတွေဘာတွေကလေအဲ့တော့ဒါတွေကိုရောင်းနေဆိုလို့ရှိရင်ဒဏ်ကြေးဆောင်ရတာတွေဒါမှမဟုတ်လို့ရှိရင်အချုပ်ကြတာတွေဖြစ်နိုင်တယ်ဒါပထမတစ်ချက်နောက်တစ်ခုကကြာ MON law နဲ့ညှိတယ် MON law ကဘယ်လိုလဲဆိုလို့ရှိရင်ရှင်တို့က pass နဲ့လာတယ်ဥပမာ work permit เนาะ domestic pass เนาะ work permit expat EP အကုန်လုံးเนาะဒီ pass တွေအကုန်လုံး PR တွေနိုင်ငံသားတွေကလည်းလို့ဒီ pass တွေအကုန်လုံးကကိုရှောက်ပေးထားတဲ့ company ရှင်တို့ကတ်တွေမှာကိုကတ်ကိုပြန်ကြည့်လိုက်ဘယ် company ကရှောက်ပေးထားတာလဲဘယ် agency ကရှောက်ပေးထားတာလဲ agency ရဲ့အလုပ်ရှောက်ပေးထားတဲ့ company ရဲ့အလုပ်ကိုပဲလုပ်ခွင့်ရှိတာကျန်တဲ့အလုပ်တွေဘာမှလုပ်ခွင့်မရှိဘူးအကုန်လုံးကတရားမဝင်ဘူးကျန်တဲ့အလုပ်တွေပတ်စံယူပြီးတော့လုပ်တဲ့အလုပ်မှန်သမျှအကုန်လုံးကတရားမဝင်ဘူးเนาะအဲ့တော့အဲ့ဒါတွေလုပ်တယ်ဆိုလို့ရှိရင် MON ကနေပြီးတော့ရှင်တို့ကိုဒီတရားစွဲတာတွေမျိုးတွေပြီးတဲ့ခါကျတော့ရှင်တို့ကိုခေါ်ပြီးတော့စစ်တာမျိုးတွေကိုယ့်ရဲ့ pass ကို revoke လုပ်လိုက်တာမျိုးတွေနောက်တစ်ခုကကျတော့နော်ပြီးတဲ့ခါကျတော့အချုပ်ကြတာပြီးတော့နန်းပေးတာမျိုးတွေအထီတောင်မှဖြစ်နိုင်တယ်မဖြစ်ဘူးလို့မပြောနဲ့ဖမ်းမိသွားပြီပထမဆုံးရဲမိသွားပြီဆိုလို့ရှိရင်ရဲ case ဝင်သွားပြီရှင်တို့အလုပ်ပြောင်းခြင်းနဲ့အလုပ်တွေဘာတွေရှောက်ခြင်းနဲ့ဆိုလို့ရှိရင်ဒါတွေကမှတ်တမ်းမှတ်ရတယ်ရှင်တို့တရားဝင်ရှိနေတာအဲ့တော့ကျန်တဲ့အချိန်မရွေးကိုကြည့်လို့ရတယ်နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင်အလုရှင်တို့ရဲ့အလုရှင်ကဒီကိစ္စကိုသိရတာနဲ့မပြောဘူးဆိုလို့ရှိရင်ရှင်တို့အလုရှင်ကပါဒဏ်ကြေးဆောင်မနိုင်တယ်เนาะ MON မှာเนาะအဲ့ဒါပြီးတဲ့အခါကျတော့နောက်တစ်ခုရှင်တို့ကိုပတ်လျှောက်ပေးတဲ့အတွက် security bond ဆိုတဲ့9000နန်းဘုံတွေဝယ်ရတယ်အဲ့ဒီဘုံတွေသူတို့အလုရှင်တွေကပြန်မရတော့ဘူးအဲ့ဒီအတွက်အလုရှင်တွေဘက်ကနေပြီးတော့ရှင်တို့လိုအပြင်ထွက်တဲ့လူတွေကိုညိုးတာလိုမျိုးတွေပြီးတဲ့ခါကျထွက်မဲ့ရက်ကိုပွေးမထွက်တော့တာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့စင်ကျင်ကြပါဒါပဲခဏပြောနေရလဲမောတယ်ချီကြောက်ရည်လူရှင်တို့လက်ကျုပ်ကိုစက်မင်ကကြမှာပဲပြောနေတဲ့ခါကျတော့လေနော်အဲ့တော့ကိုဖြစ်ကိုခံရမှာပဲအဲ့တော့မကြောက်ဘူးဆိုလဲလောက်တာလောက်ဘာမှမဖြစ်ဘူးအဲ့ဒီကိုဖြစ်ရင်ကိုခံရတာပဲနောက်ဆုံးကျတော့ဘာထွက်လာလဲဆိုလို့ရှိရင်မြန်မာတွေဆိုတဲ့ဟာတွေထွက်လာလေနော်ရှင်တို့အဲ့အဖဥပဒူရဲ့သမီးမေတော်ဘသူရဲ့သမီးလို့ထွက်လာမှာနောက်ဆုံးကျမြန်မာနိုင်ငံသားတွေမြန်မာတွေဆိုတာပဲထွက်လာတာအဲ့တော့ကိုလောက်ကကိုခံရတာမဟုတ်ကိုနိုင်ငံခံရတာပဲเนาะလောက်ကြတတာ